Hello my friends long time no see ဒီနေ့မှာတော့အစားအသောက်တွေပုံတိုးတာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုသင်ပြပေးမယ်သိချင်ရင်ဆက်ကြည့် Number 1 moldy မှုတ်တက်သော The bread became moldy after many days ရပ်တွေအများကြီးကြာပြီးနောက်ပေါင်မုတ်ကမှုတ်တက်လာ Number 2 putrid The meat is putrid and has a very bad smell အသားပုတ်ပြီးတော့အနံဆိုထွက်နေပြီ Number 3 decay ပိုးစားတော့ The carrot is decay and turning brown ခါကျဦးကပိုးစားပြီးတော့အညိုရောင်ပြောင်းနေပြီ Number 4 stinky မလက်ဆက်တော့ The fish is stinky and not fresh ငါမလက်ဆက်တော့ Number 5 slimy ချွဲပြပြဖြစ်တော့ The spinal fish slimy and old ဒီဟင်းတွေကကြာနေတော့ချွဲပြပြဖြစ်နေ Number 6 rotten ပုတ်တိုးတော့ The banana is rotten and smells bad ငါပြောသည်ကပုတ်ပြီးတော့အနံဆိုးထွက်နေ So အခုပြောရလေးသဘောပေါက်ကြမယ်ထင်ပါတယ် So thank you follow for more bye